တုဒီတာအဲ့လိုပေါ့နော်လို့ပြောခံရတဲ့ကိစ္စတွေပါလေဖြစ်လာနိုင်တယ်ပေါ့နော်အဲ့တော့ main case ဆိုတာချာ toxic enjoy ရမမလေးတွေကိုပေါ်ကောင်းတဲ့သူဆိုလို့ရှိရင်ခြေမို့စောက်ဖက်ကိုမလို့ကိုပေါ်မကောင်းတဲ့အကောင်ဆိုလို့ရှိရင်တော့ခြေသလုံးမဲ့ဖက်ရဆိုပြီးတော့ toxic တွေကိုမှ enjoy တယ်မမလေးtoxic enjoy ရလည်းမဖြစ်ချင်တော့ဘူးငါကပြောင်းလဲချိန်တန်ပြီလို့ယူဆရဲဆိုလို့ရှိရင်ဒီ blog လေးကရောင်မတို့အတွက်ဖြစ်ပါတယ်တကယ်တော့ငါကလူကောင်းတယောက်နဲ့ပဲတွေ့ချင်တာဒါပေမဲ့ငါကမကောင်းတဲ့အကောင်တွေကိုပဲ attract လုံးမိရယ်အဲ့တော့ fake ပြီးပေးကြတဲ့မှာလူလလာပျော်ပါနေနေနောက်ဆုံးတော့လဲစိတ်တော့ကအပေါင်း3,56,000နဲ့ပေါ့နော် trauma တွေအများကြီးရပြီးတော့တော်ပါပြီအချစ်ကိုစိတ်ကုန်ပါပြီဆိုပြီးတော့ပေါ့နော်မချစ်တော့ဘူးမချစ်ရတော့ပါဘူးဆိုပြီးပြောရင်းနဲ့ကဲတိတ်လည်းမကြောက်ပေါ့ဆရာမတွေကနောက်ထပ် fake တကောင်နဲ့ထပ်ပြီးတော့ตาရလိုက်ပျော်ပါလိုက်နဲ့အသေးကွဲလိုက်နဲ့ဂျာကြီးသူ့မေရိုက်ဂျာကြီးသူ့မေရိုက်ဆိုတဲ့ပုံစံအတိုင်းဖြစ်နေတဲ့သူတွေအများကြီးပါအခက်မသိလို့ရှိရင် you ရောင်းသွားတော့လည်းပါနေမှာပေါ့နော်အဲ့တော့နံပါတ်1ပြောင်းမယ်ဆိုတဲ့အရာဘာလဲဆိုတော့ကိုကဘလို့ပုံစံမျိုးမှာကျွေသွားလဲဆိုတဲ့အရာကိုအရင်ပြောင်းရပါမယ်။ဒုနမ်ဂျာကောင်းတဲ့ယောက်ျားရဲ့တည်ငြိမ်အေးချမ်းတဲ့ပုံစံရဲ့ fake ဒါပွန်နမ်ဂျာရဲ့ကိုအရင် view site တဲ့ပုံစံ fake ပုံစံကိုခွဲခြားတတ်ဖို့လိုအပ်ပါတယ်။ဘာလို့လဲဆိုတော့ရောင်မတို့ကအစတည်းကတမင် fake ကောင်းပြတဲ့ဥစ္စာတွေကိုအမှန်ထင်နေပြီးတော့တည်ငြိမ်နဲ့ overtime မလုပ်တဲ့အကောင့်တွေရဲ့တကယ်စစ်မှန်တဲ့ရင်မှတ်ထဲကအရာတွေကိုမမြင်နိုင်ခဲ့လို့ဖြစ်ပါတယ်။တနည်းအားဖြင့်ရောင်မတို့မျိုးလုံးထဲမှာတိမ်နေဖုံးနေတဲ့အတွက်မျိုးလုံးလေးဖွင့်ကြည့်ဖို့မျှော်လင့်ပါတယ်။ယောက်ျားတယောက်ကကိုယ့်ရှူကိုချင်းကပ်လာပြီဆိုတာနဲ့အချိန်ခဏအတွင်းမှာပဲ तू ကငါ့ကိုအရန်နေကောင်းနေလို့ तू ကငါ့ကိုအရန် care လုပ်နေလို့ဆိုပြီးတော့ဗောနော်အကုန်လုံးကပြစ်ပြီးတော့ဝင်သွားကြရများတယ်ဒါကတော့ဆွဲတယောက်ပဲအရင်ခက်နောက်ကြပြီးတော့ကြံခဲ့တာလာတော့ဆွဲလဲတိတ်ပြီးတော့မပြောတတ်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဆွဲတိတ်တလောက်ကဒီခေတ် relationship ထားတဲ့ကိစ္စတွေမှာသူအရင်မြန်ဆန်တယ်လို့ခံစားရတယ်ပေါ့နော်ပြီးလို့ရှိရင်အရင်မြန်ဆန် broken ဖြစ်သွားတယ်ပေါ့နော်ဆွဲကတော့အဲ့လိုပုံစံမျိုးမကြိုက်ဘူးပေါ့နော်ရီးစားမရလည်းကိစ္စမရှိဘူးဘာမှမဖြစ်ဘူးကိုယ့်ကိုအေးစစ်နေခြင်းတယ်ပေါ့နော်ရီးစားမရရင်တော့ကိုယ့်ရဲ့ life ကိုကိုenjoy လုပ်ပြီးတော့ပေါ့နော်အထီးကျန်ရင်လည်းအထီးကျန်တယ်ပေါ့နော်ဆွဲကိုယ်တိုင်လည်းအထီးကျန်မှုတွေများတာပဲဒါပေမဲ့ကိုနှမျောတာရော60ကောင်နေနဲ့မတွေ့ချင်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့က fake people တွေအရန်မုန်းတယ်ပေါ့နော်အဲ့ဒါတွေကဘယ်မှာလာထိလဲဆိုကိုယ့်ရဲ့ energy ဘလို့ energy လာထိတာတွေမကြိုက်တဲ့အတွက်ပေါ့နော်အဲ့တော့လူတယောက်ကကိုယ့်ဘောကိုဝင်လာပြီးကောင်းပြီဆိုအချိန်တော်တော်များများပေါ့နော်ဒါအမှန်တရားပဲလက်မခံရင်လည်းကိစ္စမရှိဘူးဒါကယောက်ျားကြီးမကောင်းတာမဟုတ်ဘူးဒါကတဘာဝတရားကြီးကအဲ့လိုဖြစ်နေတာတော်တော်များများကအစာပိုင်းမှာဝင်လာတဲ့ကောင်းတယ်ပြီးလို့ရှိရင်တို့လိုချင်တာရပြီးသွားလို့ရှိရင်မကောင်းတော့ရကြရရှိတယ်အစောကြီးတွေကကောင်းတယ်ဖြည်းဖြည်းချင်းယော့သွားပြီးရောနောက်ဆုံးမှကျသွားတဲ့အမျိုးသားတွေလည်းရှိတယ်အစောကြီးတွေကအရန်ကောင်းတယ်ဒါပေမဲ့အချိန်ဆိုတာကအစောကြီးကတော့အရန် flat နေတဲ့ခါလာပဲဖြစ်ဖြစ် something အရန်ဘယ်လိုပြော butterfly ဖြစ်နေတဲ့ကာလာတွေပဲဖြစ်ပေါ့နော်အဲ့ဒီချိန်ကြီးမှာဆိုလို့ရှိရင်လေတန်ဖိုးကဒီလောက်ထိမြင့်သွားပြီမဲ့လို့ဒါပေမဲ့အများနဲ့တမတ်တဲ့လုံးမနေနိုင်ဘူးပေါ့နော်သူတို့နည်းနည်းအောက်ချမှရမယ်ဘာလို့ဆိုတော့ဒီလူမှုရေးရှိရစီးပွားရေးရှိရကို girlfriend နဲ့ပဲ 24/7 အရင်တော့ chat လုပ်နေတယ်လို့မလုပ်နေနိုင်ဘူးပေါ့နော်အဲ့ဒါကြတော့လေ main ကလေးဘက်ကနားလည်ပေးရမယ်သူကချိန်သွားပြီဆိုလို့ရှိရင်သူချိန်သွားတာမဟုတ်ဘူးအာညာသူဖပသူအလုပ်တွေများနေလို့သူလောက်ရမယ့်ကိစ္စတွေတက်သူ့ရဲ့ lifestyle ပုံစံကိုသူအစပြန်ဝင်သွားတာဖြစ်တဲ့အဲ့လိုပုံစံဖြစ်တော့ကိုကနားလည်ပြရမှာပေါ့နော်အဲ့လိုဆိုတော့ဒီလိုပုံစံလေးဒီလိုမြင့်နေရနေဒီလိုနည်းနည်းကြိုက်ပြီးဒါ stable ဖြစ်သွားတဲ့အရာဆိုလို့ရှိရင်အဲ့လူကတကယ်ကောင်းတယ်ပေါ့နော် fake people တွေတော်တော်များများရဲ့လုပ်ရက်ကသူတို့အစပိုင်းမှာပဲကောင်းပြီးရနောက်ပိုင်းမှာကြာလို့ရှိရင်တိတ်ပြီးတော့တမျိုးဖြစ်သွားရဲပေါ့နော်အဲ့တော့ကိုကလည်းမသိနိုင်ဘူးပေါ့နော်တကယ်ကောင်းတဲ့အမျိုးသားတွေကြတော့လေသူတို့ကကြတော့အချိန်နည်းနည်းယူရဲပေါ့နော်အဲ့လိုပုံစံလေးရှိရပေါ့အဲ့တော့ကိုကအမြဲ open mind နဲ့ဖြစ်နေပြီမဲ့လို့လေတခါကျရှင်ကို energy ကိုစောင့်ထိန်ဖို့အတွက်ကိုပေါ့နော်အဲ့ fake people တွေရဲ့အရန်ကိုချိုမိန်နဲ့တည်ရမလားနော်မအောင်ဒါကြောင့်ဟန်ကို sweet tan ကိုအဲ့လိုဖာတွေကိုပေါ့နော်ကိုကနည်းနည်းစောင့်ကြည့်ပြီးတော့ပေါ့နော်အဲ့လိုရွေးချယ်တတ်ဖို့လိုပါတယ်မဟုတ်လို့ရှိရင်တော့လေဒီလူအကြိုက်လိုက်ဒီလူနဲ့ခဏတွဲလိုက်ပြီးလို့ရှိရင်ပြန်ပြက်လိုက်အသေးကွဲလိုက်ဆိုပြီးတော့ဗောနော်မကောင်းပေါ့နော်ပတ်ဝန်းကျင်လည်းကိုပြောမှာဘယ်လိုပြောမလဲဆိုတော့ကြာဘူးသူလောက်ကဘာလဲမဟုတ်လားစတုဒီတာအဲ့လိုပေါ့နော်လို့ပြောခံရတဲ့ကိစ္စတွေပါလေဖြစ်လာနိုင်တယ်ပေါ့နော်အဲ့တော့ main case ဆိုတာလည်းဘာဖြစ်ပြောခက်နဲ့အညီဆိုပေမဲ့လည်းထင်းထင်းတဲ့ချို့ຢာလေးထင်းထင်းရမှာဖြစ်တဲ့အတွက်ပေါ့နော်ထောက်စစ်ကောင်တွေလက်ထဲကနေပြီးတော့ဆွဲပြောချင်တာတော့ဝေးထွက်ဖို့အတွက်ကိုအချိန်တစ်ခုလောက်ယူပြီးတော့ထောက်စစ်ကောင်တွေ
ကိုရှောင်ရှားနိုင်ပါလို့စီလို့ဆိုရဒီကနေဆူတောင်းပေးလိုက်ပါတယ်နောက်ထပ် vlog မှာပြန်လဲဆုံတွေ့ပါမယ်ရှင်ဆိုလေးဖြစ်ပါတယ်အညောဆွဆွလေးကိုအပိကြပါရှင်